အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy Birthday to you Channel ကနေနှွေးထွေးစွာနှုတ်ဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မေလ20ရက်နေ့ကျွန်တော်တို့ Happy Birthday to you Channel ကနေတင်ဆက်ပေးမယ်မွေးနေ့စီတောင်းအစီအစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ကတော့ပန်ဝါမှာနေထိုင်နေမထွန်းရှင်ပေါင်းဝင်မယ်ဖြစ်ပါတယ်ခင်ဗျာ Happy birthday ဒီနေ့မေလ20ရက်နေ့မှာရောက်ရှိလာတယ်မထွန်းရှင်ပေါင်းဝင်ရဲ့22နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုတော့ပန်ဝါမှာနေထိုင်နေဆရာရဲ့တငယ်ချင်းကနေဝင်းနေစုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမတူးရှင်ပေါင်းဝင်းရဲ့22နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုဆရာရဲ့တငယ်ချင်းဆူတောင်းပေးထားတဲ့မွေးနေ့ဆူတောင်းလေးတွေရတော့ဒီနေ့ရောက်ရှိလာတဲ့မွေးနေ့မှာစပြီးနောက်နှစ်ပေါင်းများစွာတိုင်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်တန်းနိုင်ပါသည်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ပါသည်ကိုလူချင်းတဲ့ဘဝပန်းနိုင်ကိုလည်းတလန်နိုင်ပါသည်ဤချမ်းသာတဲ့ဘဝကိုလည်းထောက်ရပိုင်ဆိုင်ရပါသည်ခက်ခဲရအလုံးကိုလည်းကြော်လွှားနိုင်ပါသည်လူရင်းစန္ဒမန္တများပြည့်စုံပါသည်စန္ဒတဲ့ဘဝကတထထဲကြပါသည်ဆိုပြီးတော့မထူးရှင်ပေါင်းဝင်ရဲ့22နှစ်ပြည့်မွေးနေ့ရဲ့မြတ်လေးကိုချစ်ရတဲ့တငယ်ချင်းကနေဝင်းနေစုမွန်ကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမထူးရှင်ပေါင်းဝင်ရဲ့ Happy Birthday to you Channel ကနေလည်းဒီနေ့မေလ20ရက်နေ့မှာရောက်ရှိလာတယ်မထူးရှင်ပေါင်းဝင်ရဲ့ဝင်းနေရဲ့မြတ်လေးကိုထက်ဆင့်ဝင်းနေစုမွန်ကောင်းလေးတောင်းဆိုပေးခြင်းပါတယ် Happy Birthday ပါခင်ဗျာဝင်းနေကနေစပြီးတော့ချစ်ရတဲ့မိသားစုတွေနဲ့အတူနောက်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်စွာနေထိုင်နိုင်ပါသည်။နေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါသည်။ဘဝရဲ့အောင်မြင်မှုများစွာကိုလည်းပိုင်ဆိုင်နိုင်ပါသည်။အလုံးကိုင်တွေလည်းထိထက်မကအဆင်ပြေပြီးတော့စီးပွားလက်လာပါများလည်းဒီလာတို့တက်ပါသည်။မျက်နှာမြင်ချစ်ခင်တန်ညာတနာမှသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါများပါသည်။ကတိတုံမှာရင်းနှီးမင်္ဂလာပါပေးရနေလည်းခင်ဝင်နိုင်ပါသည်။ဘဝမှာမရှိစကားမကြားပဲနဲ့တက်ရှိကျမ်းမာပျော်ရွှင်ပြီးတော့ကောင်းမလူရင်းစနမန္တများပြေဝပါသည်လေဒီနေ့မေလ20ရက်နေ့မှာရောက်ရှိလာတယ်ပထူးရှင်ပေါင်းဝင်းရဲ့မွေးနေ့ရဲ့မြတ်လေးကို Happy Birthday to you Channel ကနေလည်းထက်ဆင့်မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပေးလိုက်ပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပေါင်းဝင်းကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy Birthday to you Channel ကနေဆုတောင်းမြတ်တာပို့သပေးလိုက်ပါရခင်ဗျာ Happy birthday